တဲ့ကျက်သမားငယ်လေးဒီမင်းတို့ဒီနေ့ဥဆောင်ပို့ချပေးမဲ့သင်္ကန်းသားအစ်စ်ကလေးရတော့မင်းတို့ကိုကျက်ကြောက်ဝိုင်းတွေကိုတွားတိုက်တဲ့အခါမှာဟိုမှာအယိုးရင်နာအယမ်းမာလုံးနာဟောဒီဟာမျိုးကိုကိုကျက်ကတွားတိုက်လိုက်တယ်တွားတိုက်တဲ့ခါကျတော့ကိုကျက်ကဘုံသားမိနစ်4-50ဒိုဒီမဟုတ်မိနစ်30-50တော်တော်မှဘုံသားပြီးသွားရောပြီးအောင်မင်းတို့ကလည်းဟာငါကျက်ဘာတန်ရမှမရဘူးဘာတန်မှမရဘူးဆိုကြားလာအဲ့တော့မင်းတို့ကအိမ်ရောက်တဲ့ခါကျတော့ဒီဟိုမှာ2ရက်3ရက်ဆိုရင်ဒါဒီချက်ကလေးကကိုလက်တွေတအားနာမယ်အဲ့2ရက်3ရက်ကြော်သွားတဲ့အချိန်မှာမင်းရည်လေးနဲ့မွှားလိုက်တဲ့အချိန်မှာအနှစ်ဖီးလေးကွာကြမယ်နှစ်ဖီးလေးကွာကြပြီးတော့အဲ့မှာမင်းအစာသူ့အားဖိဖို့ကျွေးမွေးပြုတ်ပြင်လိုက်မယ်ကျွေးမွေးပြုတ်ပြင်ကြီးလက်ကင်လိုက်တဲ့အချိန်မှာချက်ကဘုံဆိုတပတ်လောက်ကြတော့ခုနကြာချိန်တိတ်မရှိတဲ့ခါကျတော့တပတ်လောက်ကြတော့ချက်ကဘုံဆိုခိုးပြီးတော့လူပြက်ပြန်ဖြစ်လာအောင်ဆိုင်ငယ်ပေါ်တက်တဲ့ဝလုံးဝမ်းပေါ်တက်တယ်အဲ့မှာမင်းတို့ကယဉ်နီနီနဲ့ထုတ်တိုက်လိုက်တယ်အဲ့ထုတ်တိုက်လိုက်တဲ့အချိန်မှာကိုကားတွေဖြစ်ပြီးတော့သူနောက်တစ်ဝိုင်းမှာယုံတဲ့ခါကျရင်မိနစ်40ကျော်50ကျော်ဒိုဒီမဟုတ်တနားရီလောက်မှယုံတဲ့ခါကျရင်ကျက်ကအရင်ကိုကအယိုးအရင်အမာနဲ့တိုက်ခဲ့တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီတန်ကခုနရေထဲမိုးထဲမှာတွားပြအဲ့မှာကိုကမယုံနိုင်မဲနဲ့ရှုံးတာအဲ့တော့မင်းတို့ကြက်တွေကိုဘယ်လိုနည်းနဲ့ဖြစ်တော့အယိုးရင့်နာတို့မာတာတို့ခဏလေးနိုင်ခဲ့ပြီဖြစ်စီတွားပြီးချက်ချင်းတွားမတိုင်နဲ့ပြန်ပြီးချက်ချင်းမတိုင်နဲ့မရဘူးအဲ့ဒါရေထဲမိုးလဲကြမှာမင်းတို့ဒီတန်ပေါ်တာခုနပထမဝိုင်းမှာအယိုးရင်းနဲ့ခွတ်ထားတဲ့တန်မာတဲ့တန်ကိုအဲ့ဒီရေထဲမိုးထဲမှာတွားခံရတာအဲ့တော့ကြက်တွေကိုဘလို့ပဲဖြစ်ဖြစ်တိုက်ခိုက်တဲ့အခါကြားလို့ရှိရင်အတိုင်းတိုက်ခိုက်တာအယိုးကထိတာဒါနောက်ဥဆောင်ပြောနေကြက်မှာယိုးလူမှာအမျိုးကြက်ကအယိုးရင်းထိထားလို့ရှိရင်အဲ့ဒီကောင်ရက်ပတ်တိအောင်ဆောင်းရတယ်ဘယ်လိုပဲဖြစ်ဖြစ်တနာကြီးပတ်လေလောက်ကြာထားတဲ့ကြက်တော်မှမင်း21ရက်လောက်ကြာလို့ရှိရင်အဲ့ဒီကြာမှာချီကျော်လေးပြန်ဆန့်ချီကျော်ဆန့်တဲ့နေရာမှာလဲတော့ချီကျော်ဆန့်ရင်သူ့တဲ့ကြက်တဲ့နုတာဖြစ်ရမယ်ကြက်သေးတာဖြစ်ရမယ်အဲ့လိုဟာမျိုးနဲ့ဆန့်အဲ့လိုဟာမျိုးနဲ့ဆန့်ပြီးလို့ရှီခွက်တဲ့အထိဆန့်ရှီခွက်တဲ့အထိမဆန့်မဲနဲ့ဟိုမှာ2မိနစ်3မိနစ်ထဲနဲ့ဟိုရပါပြီကွာခုတ်ပါကွာဆိုဒါမှမဟုတ်မလုံးနဲ့မရဘူးရှီခွက်တဲ့ချီတင်းခုတ်တဲ့အထိဆန့်လိုက်တာလေခုတ်တဲ့တင်းထွက်ခုတ်ပြီးထိပြီဆိုမှဒါဆိုကောက်လိုက်ကောက်ပြီးတော့ကိုခွက်လက်ဆန့်ထားတဲ့မိနစ်ကဘယ်လောက်ရှိလဲအဲ့မိနစ်ပေါ်မှာကြည့်ပြီးတော့ကြက်ကူနောက်တစ်ခေါက်ပွားပြန်တိုက်ရတာနော်အဲ့တော့မင်းတို့ခလေးတွေဥဆောင်ပြောပြပါမယ်တိုင်ဝမ်ထဲမှာကိုကျက်နူကကျက်အရင်အမာကိုခဏလေးနိုင်ဘူးဆိုရင်မကြခင်အတိုးတုံးမှာချက်ချင်းပြတ်မထွက်ပါနဲ့ထွက်ရင်ကြက်ကောင်းတွေပြက်စီးနိုင်တယ်မင်းတို့လည်းငွေကြီးဆုံးရှုံးနိုင်တယ်နော်ဒါဥဆောင်ဒီနေ့ပို့ချတဲ့သင်္ကန်းစာလေးပဲဟုတ်လားနော်